OB ကတိုင်ချေးကိုက်တိုင် OB ကချေးကိုက် နော် OB ကတကယ်ချေးတာရအောင် OB က e-sport နဲ့ရန်ကုန် Galactico ဆိုလို့ရှိရင်ရောဘယ်အသင်းနဲ့တွေ့ချင်လဲ guys AI နဲ့ ဘာလို့ AI နဲ့တွေ့ချင်တာလဲ တီးကျင်လို့ တီးချင်လို့လေ ကြိုက်တယ်တိုင်းကြိုက်တယ် OB ကကြိုက်တယ်တိုင်းတော့နော် YG နဲ့ AI နဲ့မှာဘယ်အသင်းနဲ့တွေ့နေလဲဆိုတော့ AI နဲ့နော်ဘာဖြစ်လို့လဲတဲ့တီးကျင်လို့တဲ့ငါတို့ချေးကိုက်လို့ချီးကျူးထားလို့ရှိသေးတယ်လေဒီပါဖြတ်တိုက်နေပြီပေါ့ AI ကိုဘာများကြိုပြီးတော့မှားထားချင်တာရှိလဲ โอเคမမ သမင်းဝအောင်စားတာ တမင်းဝအောင်စားတိုင်းရတော့များတာပေါ့ bro OB bro တိုင်းချေးကိုက်လေတိုင်းလေမတိုက်နဲ့လေဘလို့ဖြစ်လို့တမင်းဝအောင်စားAI ဘာပြောနေလဲဆိုတော့တမင်းဝအောင်စားတာဟာရောတိုင်းမင်းဒီကောင်တွေ့ပြီတိုင်းတွေ့ပြီ AI နဲ့တွေ့ရင်တော့ဒီကောင်နော်ဒီကောင်ရှင်းခံတော့မှာပဲကွာ